ဒီနေ့9ရက်ရောက်သွားပြီ9ရက်ဗုဒ္ဓဟူးနေ့ပေါ့နော်9ရက်7လပိုင်းပေါ့နော်မနေ့ကလိုမျိုးတနေကုန်ဝင်တော့မစိုးဘူးပြတမင်ကနေပိုင်းတွေ့နေကမဝင်ဘူးနော်အဲ့ဒါမမိုက်ပြန်မယ်အဲ့မျိုးကျတော့မနေ့ပိုင်းကနန်းပဲတနေကုန်ဝင်နေတယ်ဒါတနေကုန်စာပေါ့နော်မနေ့မထွက်ညနေထပ်ထိုးပြပါဆက်ပြီးတော့အရမှာပေါ့နော်ဆက်ပြီးပါစီဗျာနော်တပတ်ပြည့်အောင်အဲ့ဒါမှဒီနည်းအတိုင်းတပတ်ပြည့်အောင်စားမှရတာရှိလေနော်ပေါ်ဆုံးက383ဆိုတော့168ကီအောက်ဆက်စင်းရင်385ကီအောက်ဆက်စင်းရင်305ခွန်315က9ပေါ့နော်946ဆက်စင်းရင်5303အောက်ဆက်စင်းတော့မနေ့က831ဒီနေ့ကအဖုံးလို့ဖြစ်တာနေ့ရယ်3ညရယ်ခွန်ရယ်3ရယ်ပေါ်ဆုံးက3နဲ့3ပေါင်းတော့385အောက်စင်းတော့3ညပေါ့1နဲ့9ပေါင်းတော့305ခွန်နော်အောက်ဆက်စီ8နဲ့ခွန်ပေါင်း5 303အောက်စင်းတော့3နဲ့1ပေါင်းက4 9နဲ့အမှ1နဲ့4ပေါင်း5 303မကနေနဲ့3ညပေါင်းတော့နေခွန်4ခွန်နဲ့3ပေါင်းက3ည5ခွန်ဒီပိုင်းရောင်ဖဲကသူကလောလောဆယ်မှာလေသူရဲ့ပေါင်းချင်းရလက်တဲ့မယူပဲနဲ့သူရဲ့ပါဝါနဲ့နက်ခတ်ချဲပဲယူရင်တော့ရတယ်နဲ့ရလားရတယ်ပါဝါနဲ့နက်ခတ်တဲ့ဒီမှာ1.5ဆိုတော့ထွက်လာတော့ဒီမှာ1ရယ်5ရယ်ဆိုပါနက်ခတ်ဒီမှာခွန်3ထွက်တာက3ရယ်ဒီခွန်ရယ်နော်အဲ့မှာနက်ခတ်ပြီးတော့3ညရယ်3ရယ်အဲ့မှာပဲနက်ခတ်ပဲနော်ပြီးတော့4နှစ်ဒီမှာနှစ်ဒီမှာ4အဲ့ဒါဆိုဒီတဲ့အယူရင်တော့ဒီဘက်ကလွဲသွားတယ်နော်မရအောင်နော်အဲ့ဆိုနက်ခတ်ပဲထပ်ကြသေးတယ်နော်ပြီးတော့3ည5လေနော်ဒီမှာ3ညဒီမှာ5အဲ့လိုယူတော့ရတယ်ဒီတနည်းက
ဒီမှာ9ဒီမှာ3ညအဲ့လိုရရတယ်ဒါပေမဲ့မနေ့မှာကသူပြသွားတာဒီမှာ1ဒီမှာခွန်းဆိုတော့ခွန်း1နော်သူကပါဝါဒီနက်ခတ်ရဲ့အဲ့နှလုံးယူတော့ရတယ်ဒီနေ့က3ည9ခွန်းအခွေပဲပြန်ကြတယ်နော်အဲ့မှာပါဝါနက်ခတ်ရွေးစရာကိုမလိုတော့ဘူးနော်အဲ့ဒီတော့ဒီနေ့ဩဂနန်က3ည9ခွန်းအခွေပူပါလေးတော့ထိုးထဲပေါ့နော်ဒါပဲကနန်းမစီတော့ဘူးเนาะဒါကတော့စီတက်မှာပါเนาะအမျိုးတော့เนาะကဲကနန်းလည်းနဲတယ်ဗျာဒီနေ့လည်းဆက်ပြီးပါစေအဲ့ဒါမှအမျိုးတွေများများကြီးပေါက်မှာเนาะအများကြီးပေါက်မှာ3ည9ခွန်အခွေဟွာပေါ့နစ်ပါထတ်တဲ့အင်ကောင်းမယ်เนาะဘာလို့လဲဆိုတော့ဒီမှာ3ခွန်ဆိုတဲ့ခွန်နောက်ပိတ်ကခွန်နစ်3ညကီးကလည်းနေတိုင်းလာတယ်အဲကြောင့်ကျွန်တော်တို့3ည9ခွနေရာမှာနေပါထထည့်မယ်နော်နေခွေအပူပါနော်ကဲဟွာပေါ့3ည9ခွနစ်ခွေကများတယ်ထင်ရင်3ည9ခွပဲခွေလိုက်ပေါ့နော်အဲ့ဒါသဘောကျွန်တော်ကတော့အဲ့လိုမြင်လို့အကုန်ထဲပေးလိုက်တယ်အရင်တော့အကုန်အဲ့လိုမထဲလို့လွတ်ကုန်တာလွဲကုန်တာနော်ပေါက်တဲ့တဲ့ကနာမပေါက်ပဲနဲ့တစ်လုံးနှလုံးလေးပဲပို့တာနော်နှမျောမနေတော့နဲ့သူများဆိုပတ်တီးနှလုံးတောင်ပါတာ38တောင်အကုန်ပတ်တာကိုကအဲ့လောက်မရှိဘူးနော်ဒီ4လုံးဆိုတာအာပြီးသားမှာ16ကွက်ပဲရှိရနော်အာပြီးသားနော်3လုံးဆိုတော့9ကွက်ပေါ့အာပြီးသားနော်အပူပါပြီးသားကဲအားလုံးပဲကံကောင်းပြီးတော့ကိုစိတ်နှပြကျမ်းမာချမ်းသာပြီးတော့ဒီမနေ့ပိုင်းနေပေါက်ကြပါစေညနေလဲစက်တိုက်ပေါက်ပါစေ